င်္ဂလာပါချစ်တို့ရေအခုကတော့စန်းတို့ဒီမီးတောင်ကြီးရှိတဲ့ဒေသကနေပြီးတော့မှဘာလီကျုံးကိုကူးမှဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဘာလီကျုံးကကြတော့ဒါဒုတိယအခေါက်ဖြစ်တော်မှာပေါ့နော်ပထမလာတော့ကအင်ဒိုနီးရှားလာတော့ကလည်းဘာလီကိုသွားလိုက်ပါတယ်ဆိုတော့အခုကကြတော့လေဘာလီမှာလဲဆရာနည်းနည်းရှိသေးလို့စန်းတို့ကဘာလီကိုထပ်သွားမှဖြစ်ပါတယ်ဘာလီသွားဖို့အတွက်ကကြတော့စန်းတို့ကဒီမှာတင်မောကြီးစီးပြီးတော့မှဒီပင်လယ်ကြီးနဲ့ဖြတ်တန်းအောင်ဖြစ်ပါတယ်နောက်ထပ် view နောက်ထပ် white တစ်မျိုးရတော့တာပေါ့နော်မှန်လေကဲအခုဆိုရင်တော့ဘာလီကျုံဘက်ကိုရောက်လာပါပြီနော်ကြည်ပေါင်ချစ်တို့ရဲ့ဘာလီဘက်မှာလည်းရေတွေတအားလှတယ်ရေတွေတအားကြီးရယ်နော်အခုကကြတော့ဘာလီကျုံရောက်နေပြီဆိုတော့ဆန်းတို့ကဟိုတယ်သွားဖို့အတွက်သွားနေပါတယ်လမ်းမှာ foreigner မှ3-4ယောက်ပေါ့နော်foreigner မှကကြတော့အထဲမှာငပိထုတ်တွေစက်သွန်နီတွေစက်သွန်ဖြူတွေအစုံပဲကြည်ပေါင်ဒါတွေဖောက်ကြသွားလို့ဒီမှာကောက်နေပါတယ်ငပိတို့အစုံပါပါတယ်အခုကကြတော့ဆန်တို့ကားလာကြိုပြီးနော်ကားကတော့ကြိုချိတ်ထားပါတယ်ကားရောက်တာနဲ့ဆန်တို့အခုကတော့ဘာလီမှာရှိတဲ့ဟိုတယ်တစ်ခုကိုသွားမှာပါဟိုတယ်ရောက်ဖို့အတွက်ကကားစီးရမှာ9နာရီနဲ့6နာရီလောက်စီးရပါမယ်တော်တော်လေးအကြိုက်စီးရမှာချစ်တို့ရေအခုကကြတော့ဆန်းတို့ကတင်မောကနေပြီးတော့မှဆင်းပြီးတော့ဘာလီဆန်းတို့နေတဲ့ဟိုတယ်အရင်တော့တဲခဲ့တဲ့ဟိုတယ်ပဲပေါ့နော်ကန်နာလန်မှာရှိတဲ့ဟိုတယ်အဲ့မှာကြတော့ဆန်းဆက်လည်းအရန်လှပေါ့နော်ညနေဆိုရင်တော့နေဝင်စီစာနေကြတဲ့အချိန်ဆိုတော့အရန်တအားလှတယ်အဲ့ဟိုတယ်ပဲပြန်တဲမှာဖြစ်ပါတယ်ကားစီးရမှာ9နာရီလောက်စီးရမယ်ကားအဝေးစီးရမယ်အမင်းကကြတော့ဆန်းတို့ကဒီမှာဘာလီမှာဆန်းတို့တဲမဲ့ဟိုတယ်ရောက်ဖို့အတွက်9နာရီမောင်းရမှာမလားဒီမှာတော့စားစရာဝယ်စားပါတယ်ဟိုအင်ဒိုနီးရှားလာလို့ရှိရင်လည်းအစားအသောက်ကလည်းနည်းနည်းသတိထားဖို့လိုပါတယ်တကယ်ချင်းတို့ဘာလို့ဆိုတော့အရင်ညပတ်တဲ့ဒီဘက်ကဟာတွေမတန့်ဘူးပေါ့နော်ရင်ကောင်းတွေစိုင်တိုင်းလို့ပါရင်ကောင်းတွေအများကြီးပဲသူတို့တွေတေချာမဖုံးတာဒါဆန်းတို့ကန်ကောင်းလို့ဒီမှာကြက်ကြော်ဆိုင်ပေါ့နော်ဒီ KFC ပုံစံလိုမျိုးပဲနော်သူကတော့တန့်တယ်အရင်တန့်တယ်အဲ့ဒါလေးကိုဆန်းတို့စားပါတယ်နောက်မဟုတ်လို့ရှိရင်ဘိုင်းနာမှာကြောက်လို့လေတော်တော်လေးရွေးရတယ်အစားတောက်တော်တော်ရေးဆိုင်အကြီးကိုမှဆိုင်လုံးဝအကြီးခုနကတော့တော်တော်ဆိုင်လုံးဝအကြီးရင်ကောင်းလေးဆိုတာလေတော့ဘယ်တော့ကဲအခုဆိုရင်တော့ဘာလီကဟိုတယ်လေးရောက်ပါပြီเนาะအခုကြာမှာပဲမြို့ပုံစံနေရတော့တယ်ပြီးခဲ့တဲ့တရက်နဲ့ကြတော့ဆန်တို့တောင်ပေါ်မှာပဲနေရတဲ့ခါကြတော့ဒီလိုမျိုးဟိုတယ်အကောင်းလည်းမရှိဘူးပေါ့เนาะအခုကြာမှာပဲအင်ဒိုနီးရှားနိုင်ငံရဲ့ခရီးစဉ်ကကြတော့အခုမှဟိုတယ်ကောင်းနေရတော့ပေါ့เนาะဘာလီဆိုတာသူကမြို့ကြီးပြကြီးဆိုတော့လေသူရအခန်းထဲကကြတော့ပိုတန့်ပြီးတော့ပိုလှပါတယ်အခုမနေ့ဖြန်ဆိုရင်တော့မနေ့ပိုင်းအစောကြီးကိုစန်တိုလေရင်စီးပြီးတော့မှနောက်ထပ်တနေရာကိုကူးမှာဖြစ်ပါတယ်အခုညဘက်မှာပေါ့နော်ဒီစန်တိုတဲတဲ့ဟိုတယ်ရဲ့ရှေ့မှာကန်နာလန်ဖြစ်ပါတယ်ဒီဘာလီမှာရှိတဲ့ကန်နာလန်မှာပေါ့နော်ဒီမှာပဲစားတောက်ပြီးတော့မှတကယ်ချင်းနဲ့တူချင်းတဆိုပြီးတော့မှပျော်မြူးကြပါတယ် Hey Summer day you gonna dance Bending up down